လေ့လို့ဝါချတဲ့ကြောင်းဘယ်လိုတိဆောက်ရမလဲ subject ဘက်လား subject ဘက် object လား complement လားဆိုတာလွယ်လွယ်နဲ့နားလည်အောင်လေ့လာကြမယ်အင်္ဂလိပ်လိုဝါချတဲ့ကြောင်းကိုအခြေခံအဖြစ်၃မျိုးတိဆောက်နိုင်တယ် subject ဘက် subject ဘက် object subject ဘက် complement ပုံစံတွေပါ subject ဆိုတာဝါချတဲ့မှာလှုပ်ဆောင်မှုကိုပြုလုပ်သူဖြစ်တယ် subject နေရာမှာ noun သို့မဟုတ် pronoun သုံးနိုင်တယ် she runs she ဆိုတဲ့ pronoun က subject ဖြစ်တယ်မောင်မောင် plays football မောင်မောင်ဆိုတဲ့ noun က subject ဖြစ်တယ် subject ဘက်ပုံစံမှာဘယ်တစ်လုံးတည်းနဲ့ဝါချပြည့်စုံတယ်အများအားဖြင့် intransitive ဘက်တွေနဲ့အသုံးပြုတယ် she runs she subject run intransitive ဘက် she sleep she subject sleep intransitive ဘက် object ဆိုတာ subject လှုပ်ဆောင်တာကိုခံရသူဖြစ်တယ်ဘသူကိုဘာကိုလို့မေးလို့ရရင် object ရှိတယ် transitive ဘက်တွေက object လိုအပ်တယ်ဒါကြောင့် subject ဘက် object ပုံစံနဲ့တိဆောက်တယ် she reads a book she subject read transitive ဘက်ဘာကိုဖတ်လဲ a book object they watch TV they subject watch transitive ဘက်ဘာကိုကြည့်လဲ TV object complement ဆိုတာ subject ရဲ့အခြေအနေအရေးအသွေးပြောင်းလဲမှုကိုဖြစ်ဆွဲပေးတာဖြစ်တယ် complement မရှိရင်အတိတ်ပဲမပြည့်စုံနိုင်ဘူး subject ဘက် complement ပုံစံမှာ linky ဘက်ကိုသုံးတယ် linky ဘက်ဆိုတာ subject ကိုနောက်က complement နဲ့ချိတ်ဆက်ပေးတဲ့ဘက်ဖြစ်တယ် she is happy she က subject is က linky ဘက် happy ဘက် subject ကိုဖော်ပြပေးတဲ့ complement ဖြစ်တယ် object မဟုတ်ဘူး subject ရဲ့အခြေအနေကိုဖော်ပြပေးတာ she became a teacher she က subject became က linky ဘက် a teacher က subject ကိုဖော်ပြပေးတဲ့ complement ဖြစ်တယ် object မဟုတ်ဘူး subject ရဲ့အခြေအနေကိုဖော်ပြပေးတာ linky ဘက်တွေရဲ့နောက်မှာ adjective သို့မဟုတ် noun လိုက်တယ် subject အကြောင်းကိုပုံမအသေးစိတ်ဖော်ပြဖို့သုံးတယ် she seems happy seems ဆိုတဲ့ linky ဘက်ရဲ့နောက်မှာ happy ဆိုတဲ့ adjective သုံးထားတယ် I see a bat see ဆိုတဲ့ linky ဘက်ရဲ့နောက်မှာ a bat ဆိုတဲ့ noun သုံးထားတယ်အင်္ဂလိပ်ဝါချတဲ့ကြောင်းကိုအခြေခံအဖြစ် subject ဘက် subject ဘက် object subject ဘက် complement ပုံစံနဲ့တည်ဆောက်နိုင်တယ်ဘက်အမျိုးအစားပေါ်မူတည်ပြီး object လို့မလို့ complement လို့မလို့ဆုံးဖြတ်ရတယ် structure ကိုနားလည်ရင် grammar လွယ်လာပါလိမ့်မယ်